စောပြမယ်ခင်ရတော့ဒီဖီနို3ပါဆိုတော့ဖီနိုအဖေနဲ့ဖီနိုအမေနဲ့သူ့ရဲ့သားလေးနဲ့ကိုဒီသူ့ရဲ့သားလေးနဲ့ကျွန်တော်ဒီထောင်ချောက်ထဲမှာဖမ်းချုပ်ထားတာကျွန်တော်ဒီကနေလွတ်ပြအောင်ထွက်မှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုစက်ကြည့်ကြပါမြို့ကျွန်တော်ရဲ့ line ရတယ်အဲ့လိုပါပဲတိတ်မကောင်းကပြန်ထွားကြည့်ပါရပြီကျွန်တော်ဒီလိုရတော့ဒါတော့ကျွန်တော်ဟုတ်ရတယ်ဒါဟိုပါလဲလိုလဲဆိုတော့ဒီဂိမ်းကတော့ဗာလဲဟိုဦးလေးတိုင်းဂိမ်းပြရမှာအဲ့လိုပုံစံတဲ့ဒီမှာကျပြောင်းလဲသွားတယ်အများကြီးပဲတွေ့တယ်ခဏနေအဲ့လိုပါတော်တော်ပြောင်းလဲသွားဟုတ်ပါခါနော်ဒီဘက်တက်မှာလဲဆိုတော့ခါဒီလိုတက်လိုက်တယ်အပေါက်ကပါမှာဟိုကောင်တက်လို့ဒီစီတယ်အောင်ငါလည်းစီမလို့ဒီကစီဒါပါလေဘလို့တော့တက်တော့ဒီရတက်ဘေးရတက်မှာလဲလို့ကြည့်အောင်လေကြည့်ခဏနေငါကြက်ဒီပါလေဟောဒီလိုပေါ့ Let's go ဆက်ပြီးတော့ပါလေဒီထောင်ရတော်တော်ပြောင်းလဲသွားကျုံဒီဗီနိုဥစ္စာပေါ်ကနေဒီလိုသွားမှာဖြစ်ပါတယ် Let's go သွားမယ်ဟိုဘက်သွားမယ်ဒီဒါကြည့်ဒါပါမရကျွန်တော်ဒါစီးပြမယ်ကြည့်လိုက်စီးလို့မရလားလက်ချရောပါရှာယောမလီဒီထောင်ရတဲ့နေပြောင်းလဲသွားတွေ့လားထောင်ရတော့ဗာလဲသွားရတဲ့ပုံစံနဲ့ဟိုလောကတူပါတယ်ဒါပေမဲ့မကြပြောင်းလဲသွားတော်တော်ကြီးပြောင်းလဲသွားဒီနိုထောင်ဒီဥစ္စာဆိုရင်လည်းမကြခုယူအောင်ပါအဲ့ဖြစ်အဲ့ရောပါโอ้ยเจ๋ง